ကိုရီးယားနိုင်ငံလှပတဲ့ပွဲစည်းတမ်းလေးကိုတူတူတွားကြပါမယ်။မှန်တကယ်တော့ကိုထုံးတို့တကယ်ချင်းတက်တိုက်ကပေါ့နော်ဒီကျောင်းဆောင်မှာအပေါ်ကနေလှမ်းကြည့်လိုက်တဲ့အချိန်မှာဒီပေါ့နော်မီးလင်းနေတာတွေ့လို့ဆိုမှအနားလေးကိုရမ်းတန်ပြီးပေါ့နော်။ဘာလည်းမသိဘူးဆိုမှစူးစမ်းခြင်းလို့ပေါ့နော်ဒီတကယ်ချင်းတက်တိုက်ကတွားလိုက်တာပေါ့နော်။အဲ့အချိန်မှာကိုရီးယားရဲ့ပွဲစည်းတမ်းလေးဖြစ်နေရတာပြောတော့ပြောစရာတော့ကောင်းပါပေါ့နော်သူကလည်းသူတော့ပြောစရာကောင်းနေတာပေါ့ဒါပေမဲ့သူကပွဲစည်းတမ်းဆိုတော့အဲ့လိုပွဲတွေပါရှိလားဆိုတော့လေဒီဂီတအပွဲပုံစံမျိုးပေါ့နော်တချင်းဆိုရဲသူကဆိုအဲ့လောက်လေးပဲသူကရှိရတာဒါကတော့ပေါ့နော်တကယ်ချင်းတက်တိုက်ပေါ့နော်မတီးပဲနဲ့ရမ်းတန်ပြီးတော့အဲ့မီလီလင်းနေတယ်စုံစမ်းမိတဲ့နဲ့တွားပါပေါ့နော်ပွဲစည်းတမ်းလေးဆိုရင်မဟုတ်လို့အကြီးကျယ်ကြီးတော့မဟုတ်ပေါ့နော်သူတို့ဒီတမိုင်းတိုင်းတိတိလေးပေါ့နော်ဒီမျိုးပေါ့နော်ပင်လယ်ဓမြဆိုလည်းကလေးလေးစီးရပင်လယ်ဓမြပါလို့လူကြီးစီးလို့မရဘူးပေါ့နော်ကိုထုံးတို့တကယ်ချင်းတက်တိုက်ကတော့အဲ့လိုပေါ့နော်ဘာမှတော့မဝယ်ပါဘူးဒီတိုင်းပေါ့နော်ရှောက်ပြီးတော့လဲခဲ့ပါတယ်ဒီအဘူးတို့ရအောင်လို့ဆိုမှပေါ့နော်အကုန်ရှောက်ကြည့်ပါတယ်ပတ်ကြည့်ရပေါ့နော်ဘာဆိုင်ကြီးပုံများလဲဆိုရင်ဒီသူတို့ကိုရီးယားလူမျိုးတွေကလေအစားအသောက်တွေမမောอ่ะဆိုတော့ဒီအစားအသောက်တွေဆိုင်တွေကပုံများပါတယ်အင်ကြီးဆိုင်တွေအဝတ်ဆိုင်တွေလည်းရှိရပေါ့နော်ဒီဘက်ဒီမှာတကယ်ချင်းပေါ့နော်တိုက်ကတော့ဟိုလဲဒီလဲနဲ့ပေါ့နော်ဟိုကြည့်ဒီကြည့်နဲ့တခုမှလည်းမွေးခဲ့ကြဘူးပေါ့နော်ဒါကတော့ကိုထုံးတော့ပေါ့နော်ဒီကိုရီးယားကိုစားရောက်ကစားအချိန်ဆိုတော့ဘာမှမသိတော့ဘောနော်အဲ့လိုမျိုးတည်ကျင်စုံနဲ့ဟိုအဲ့လိုမျိုးရှောက်လဲရပါအဲ့ဒီပွဲစည်းတဲ့နေ့မှာဆိုတော့နိုင်ငံသားတို့နိုင်ငံသားကတော့ကိုစုံတို့တကယ်တက်တိုက်ပဲရှိမယ်ထင်ပါတယ်ကိုရီးယားလူမျိုးတွေကပုံများပါတော့အဲ့ဒီတော့ကတော့ဘောနော်ចောင်းစာမရွှေသေးဘူးဆိုတော့ဒီလွတ်လပ်နေတဲ့အချိန်ဆိုတော့အဲ့လိုဘောနော်ဟိုသွားဒီသွားနဲ့အဲ့လိုရှောက်သွားပါတယ်ခုများတော့ဘောနော်အလုပ်တွေနဲ့ရှုပ်ရှက်ခဲ့ပြီးမှမတော်နိုင်တော့ပါဘူး